ဘဝဆိုတာကိုယ့်ကိုယ်ထိန်းကျောင်းကြရမှာဖြစ်တယ်လောကမှာသူများဆုံးမဖို့လွယ်တယ်ကိုယ့်ကိုယ်ဆုံးမဖို့ခက်တယ်ခေါင်းမှာဆုံးကကိုယ့်ကိုယ်ဆုံးမဖို့ခက်ခဲခြင်းပဲဖြစ်တယ်သူများကိုဆုံးမရတာလွယ်သလောက်ကိုယ့်ကိုယ်ဆုံးမဖို့ကခက်ခဲတယ်လို့ဒါဟာအမှန်ပဲနော်မြတ်စွာဘုရားကိုယ်တိုင်ကအတ္တဟိကိရဒုဒ္ဓမောကိုယ့်ကိုယ်ဆုံးမဖို့ဆိုတာအလွန်ခက်တယ်တဲ့ဟောအဲ့တော့ကိုယ့်ကိုယ်ဆုံးမနိုင်တဲ့ပုဂ္ဂိုလ်တွေဟာရှမ်းနာဖြစ်သွားကြတယ်။နေဆုံးတရားဓုတရားများရသွားကြတယ်။ဒီတဲ့ပုံဆုံးမနိုင်လို့ရှိရင်အဂတဝကဆိုတဲ့မြတ်စွာဘုရားရဲ့တပိဋကဝကတွေဖြစ်သွားပြီ။ထူးမြတ်တဲ့တပိဋကဝကဖြစ်သူရောက်သွားတယ်။ဒီတဲ့ပို့ပြီးတော့ဆုံးမကိုယ့်ကိုဆုံးမနိုင်တဲ့ပုဂ္ဂိုလ်တွေကပိစိကဗုဒ္ဓဖြစ်သွား